Happy birthday to you. Happy birthday, dear Wigalai. Happy birthday to you. Hey. ခွက်တော့ကိုကခွက်တော့ လေတမီးဘာခဲလို့လဲ ရ လေးနဲ့ဘာမှမပြဒီဒီဒီ လေလောက်ပါလေ တည်းဒီနေ့ပါရဲ့အောင် နောက်မှသုံးလုံးမြောင်ဝင်နေလေတမီးအလုပ်ချင်တာမနေ့အလုပ်ချင်တာဒါပေမဲ့မနေ့တော့မဟိုလှုပ်ရှုပ်သွားလို့တောင်းပန်တယ် မနေ့ကလုတ်ပေးဖို့တမီးမနေ့ကလုတ်ပေးဖို့မနေ့ကတမီးကအော်လေးဆေးရမယ် ။လေးစရမယ်ဆိုတော့လို့ဖြစ်သွားလို့ မှားထားတဲ့ဟာကိုပြန်ဖြတ်ပလိုက်ကြတယ် ။ အဲ့ဒီမှာမဆက်ရှိရဲ့ ဟုတ်တယ်ပတ်ရှိတယ် ပါပါဦးတမီးရဲ့ ဘာဘာတူမလေးရဲ့မပါဘူး ဒုက္ခ တဲ့မှာလေတဲ့တော့လည်းမှာလေ သူကတော့ရအကြည့်ပြီးတောင်းပြအောင်ကျောင်းလို့ပါဆင်းတယ်လုံးဘာတော့မရတော့ ဒီ ဖြတ်လိုက်လေ ဘာမှမလုပ်ဘူးလားတိကျတယ်လား အော်ဒီလိုပဲပေါ့ သူလုပ်ပေးမယ်ဆိုတော့ဒီရောလည်းအညုံပြီးတော့လက်တွေတော့ ။ဘိုင်းတဲ့ဟောရအောင်။ ဒါလေးဆောက်လိုက်ပြတာ မင်းကအရင်ခွန်လေ မဟုတ်ကိုကြည့် မဟုတ်ခိုးတယ်အရင်ခိုးရတယ်လေခိုး မင်းကမင်းကအရင်ခွန်လေ ဒီနေ့မွေးရခွက်တာမဟုတ်ဘူးမခွနဲ့ မင်းရှင်ခိုးရတယ် ။အေးမွေးချင်ခွာလေ။ဟုတ်ပါရဲ့ ခိုးကြကြအရင်ခိုး ကြကြနေစီပန်းလေးခွန်လေ ။နေစီပါ။ကြည့်နေကြရအောင် နေစီပန်းမျိုးချတယ်ဒီက အောက်ကကိတ်သားနဲ့ခိုး ကိုကြီးကရင်ခေါ်လိုက် တခါမှမခွတ်တတ်ဘူးနော်တခါမှမလုပ်ဘူးလို့နော်ရောင်းရနော် အောက်ကကိတ်သားပါခရင် ဘလုံးမမတွေ့ရနော် ။မဟုတ်ခေါ်လိုက် အဲ့ခရီးချောကလက်မှာဘယ်လိုကြည့်ရလဲ အဲ့မတူးလေ ဒီ ရ က ရ လောလေးမကလောတော့ဘူးလို့လက်တွေတုံနေတယ် အော်ဒီလိုပါတမီးရဲ့ဒီလိုပေါ့ ပြောရရုံနဲ့ EV survive ပြသွားပြီ ဖြစ်ပါတယ်ဖြစ်ပါတယ်ဤပြီရဲ့ဖြစ်ပါတယ် ။သမီးဒါဖိုက်ပါလို့ရတာ ဟုတ်တယ် အဲဝိညာဉ်ရှိတဲ့နေ့ဒီရမှာစားရ နည်းနည်းပဲ ခွက်တတ်ဘူးပြည့်ရပါလို့ပါအောင် နည်းနည်းလေးပဲလေ ။ဒါနဲ့ခွဲလေ မခွက်တတ်ဘူးလေ နည်းနည်းလေးရတယ်နည်းနည်းလေး ။သတိလေးပဲ။နည်းသတိလေးပဲ။သတိ ဒီ လေး ပဲ ပဲ နောက်မှကိုကြိုက်တာသွား ။သတိလေးပဲတယောက်သတိလေးပဲလိုက်ပြီလား ဟောပန်းမတယ် ပါလေးပါလေးလေး ပါလေရတယ် ။ခါလေးခါလေးနော်။တိုင်းတော့မတီတီလုံးနေလို့။တီတီလုံး ပါ နေ လေး လို့ ပါလေးလေး ခါလေး အဲ့ဒီကိုစောကြတော့ဟုတ်ဒီလေးရတာနော်ဒီမင်းနေချင်ပြန်လာ ကျေးပဲဟာ ဝင်းရှင်မနဲ့ နေ့ရှိတော့အထားပြရမှာမဟုတ် ပေးနှစ်ထောင်နှစ်ထောင်ပဲလို့ ကိုကြီးရဲ့ အေး အဲကင်မရာမန်လေး ကင်မရာမန်လည်းနည်းနည်းပဲခုံးပါသမီးရ ကိုင်းလက်လည်းပဲကိုင်းလက်တော့မယ်တော့မယ်စမို့မှန် ဒီတော့ပုံမြန်တင်နေလားမသိ ဟမ် ကဲ ကဲဆွဲလို့ရပြီ က